네, 안녕하세요. 디네 유튜브마 플레이리스트 그 어떤 바래 에디 플레이리스트에마 바래 밤레소로 속담 내 집에 따따 심자도 마 비바래 속담 가스카봉 번호 디코리아 스카봉이고 또쿠 진시마 비디오 또쿠마 스카봉 또쿠 진시 ဥပမာနဲ့တွဲပြီးတော့ဘလို့အတိတ်ပဲရှိတယ်ဘယ်လိုအခြေအနေမှာသုံးသလဲဆိုတာကိုအဲ့လို playlist တစ်ခုလုပ်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်။အဲ့တော့여러분도အနေနဲ့စကားပုံလေ့လာရတာကြိုက်တယ်ဆိုရင်အဲ့ဒီ playlist ထဲကိုဝင်ပြီးတော့ကြည့်လို့ရမှာပါ။네.အဲ့တော့စကားပုံပထမအုပ်စုတစ်ခုအနေနဲ့새ဘာတဲ့피ဆိုတဲ့စကားပုံကနေစထားပါတယ်။네.새ဆိုတဲ့ကငှက်ကိုပြောတာဘာကခြေထောက်ကိုပြောတာapostrophe s ငှက်ခြေထောက်ရဲ့သွေးဆိုဘာကိုပြောရလဲဆိုတော့ငှက်ကခြေထောက်ရဲ့သွေးဆိုတော့သေးတဲ့ငှက်ကလေးရဲ့ခြေထောက်ကပိုသေးမယ်အဲ့ဒီခြေထောက်ကနေထွက်တဲ့သွေးစက်ကလေးဆိုတော့ပို့ပြီးတော့မသေးဘူးလားသိရပါဘောနော်အဲ့တော့အရင်အရန်နဲတဲ့ပမာဏတွေပြောချင်တဲ့အခါမျိုးမှာတော့새ဘာတဲ့피ဆိုပြီးတော့သုံးလို့ရတယ်။ဥပမာနဲ့တွေ့ကြည့်အောင်내 월급은 나 라사가 내 친구의 월급에 비하면 나땡이지의 라사는 심해서인 세 발의 피야. ငါ့ရဲ့တငယ်ချင်းကတစ်လကိုတိန်း100လောက်ရတယ်ဒါပေမဲ့ငါ့ရဲ့လာစာတစ်လကိုတစ်သိန်းလောက်ပဲရတယ်အဲ့ဒါဆိုရင်အရင်နဲတဲ့ပမာဏဖြစ်သွားတယ်သူနဲ့နှိုင်းယှဉ်မယ်ဆိုရင်ကိုကတော်တော်နည်းတယ်အဲ့ဒါကြောင့်မလို့세 발의 지식은 지식수가 부후뚜다리 어띠년이 어띠년이가 선생님의 지식에 비하면 짬마띠 다라리네 심해서인 세 발의 피예요. ငှက်ချီတော့ကတွေးလို့ပါပဲအရန်ကိုပဲသိပါတယ်လို့ပြောတာရမယ်နော်여러분으로부터 이거 말어ဒီလိုစကားပုံတို့ခွန်ယုံအော်တို့အဲ့လိုဟာမျိုးတွေကိုလေ့လာရတာကြိုက်တဲ့သူဆိုတော့네 사우도 또 몇 명 막ရှာပြီးတော့ဖတ်ဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာ여러분도 고비 commentလုပ်ချင်တဲ့စာအုပ်ကတော့디 살아있는 한국어 소리 대가마 속담 소리 따따 톡타래စကားပုံတွေ 집에 따따 톡타래 사우리ရှိရပေါ့နော်ဒီဟာလေးကိုဝယ်ပြီးတော့လေ့လာရင်ပဲဖြစ်ဖြစ်အဲ့လို PDF ဖိုင်ရှာ down ပြီးတော့လေ့လာရင်ပဲဖြစ်ဖြစ်လုပ်ကြည့်ကြည့်ပေါ့နော်သူကကြတော့ပုံလေးတွေနဲ့လည်းတွဲရှင်းပြထားတယ် exercise လုပ်ဖို့လေးတွေလည်းပါတယ်ပေါ့နော်အင်္ဂလိပ်လိုတော့ရှင်းထားတာမဟုတ်ဘူးအကုန်လုံးကိုရီးယားလိုပဲရှင်းထားတာဖြစ်တဲ့အတွက် level 3လောက်ရှိမှသုံးလို့အဆင်ပြေမယ်ထင်တယ်နော်သူကဘယ်မှာဝယ်လို့ရမလဲဆိုရင်ကိုရီးယားစာအုပ်ရောင်းတဲ့အဲ့လို page တွေရှိရလေ Facebook မှာရှာကြည့်ရင်တွေ့ပါလိမ့်မယ်အဲ့ဒီ page တွေတော်တော်များများမှာသွားမေးလို့ရတယ်เนาะဒီဟာလေးကို screenshot ရိုက်ပြီးတော့ဒီစာအုပ်ရှိလားဆိုပြီးတော့မေးကြည့်လိုက်ပေါ့နော်အဲ့တော့စာအုပ်လိုက်ရောင်းတဲ့ page တွေလည်းရှိသလို PDF ဖိုင်ကိုပဲရောင်းတဲ့ဟာမျိုးတွေလည်းရှိတယ်နည်းစုံစမ်းကြည့်ကြည့်ပေါ့နော်네 책 추천록ပေးပါတယ် 자, 알았어. 이 세 발의 피 나래다면서인 구독, 좋아요 잊지 마세요. 네, 오늘은 여기까지만 할게요. 수고하셨습니다.